ဒီနေ့ကတော့အရန်စားကျင်နေတဲ့တာကူဂျုံတို့ထမင်းလေးလှုပ်ရှားဖြစ်ပါတယ်။အရင်ဆုံးတာကူဂျုံဖို့အတွက်ရေစုအိုးကိုစတည်ပြီးတော့ထညက်ကလေးတွေထည့်ထားလိုက်ပါတယ်။ထညက်ကလေးတွေတည်ပြီးတော့အကုန်လုံးပျော်သွားတဲ့အခါကျလို့ရှိရင်ထညက်မှာပါတဲ့သဲတွေခဲတွေအကုန်လုံးကိုရေစစ်ကလေးနဲ့မပအောင်ဆက်လိုက်ပါတယ်ရှင်။ပြီးရင်တာကူစီလေးတွေကိုအကြက်မြန်အောင်လို့ရေလေးနဲ့ဆေးပြီးတော့ထညက်ရေဦးတွေကိုထည့်လိုက်ပါတယ်ရှင်။တာကူစေးထည့်ပြီးပြီဆိုတာနဲ့အောက်ကမီးလေးကိုလျှော့ပြီးတော့တာကူအိုးကိုပေါ့နော်အဆက်မပြတ်မှွေပါတယ်ကျမအနေနဲ့ပြက်သွားလို့ရေထည့်လိုက်ပါတယ်နော်မမှွေလို့ရှိရင်တော့အောက်ကနေပြီးတော့တူးပြီးကတ်သွားပြီးတော့တာကူချိုကတူးနဲ့နေမှာဖြစ်ပါတယ်ရှင်တာကူစီတွေကအစံလေးတွေကြီးလာပြီဆိုရင်တော့အိုးကိုချပြီးတော့အရသာအပေါအငန်အတွက်စားလေးနဲ့ထည့်ပြီးအဖုံးအုပ်ထားလိုက်ပါတယ်ရှင်လူထမင်းချက်ဖို့အတွက်ကိုတော့ကျမချက်ပြီးသားထမင်းနဲ့နွားနို့နဲ့ကိုဘလန်ဒါထဲမှာကြိတ်ကြည့်တယ်ပြီးလို့ရှိရင်မီးဘိုပေါ်တည်ပြီးတော့နွားနို့ကိုစိတ်ကြိုက်ထည့်လိုက်တဲ့အခါကျတော့မွှေးကြိုင်ပေါ့နော်နိုးနဲ့နေမွှေးကြိုင်ပြီးတော့ဤတဲ့နုထမင်းလေးကအချိန်မြန်မြန်နဲ့ပေါ့နော်ရရှိလာပါတယ်အဲ့အချိန်မှာတာကူဂျိုရိုးတွေကတာကူစီလေးတွေကလည်းကြည်ပြီးတော့ကျမတို့သမီးနဲ့ကျမနဲ့စားဖို့အတွက်ကိုပကံလေးတွေကိုထည့်လိုက်တယ်အဲ့လောက်နည်းနည်းလေးစားရအောင်မှလေတစ်ခွက်ဆိုတစ်ခွက်ထိမိပြစ်နေပြီးတော့အရန်ကိုမှလေစိတ်ကြည်နေမှုအပြည့်ရတဲ့တာကူဂျိုလေးဖြစ်ပါတယ်မိမိအတွက်ပို့ဖို့ကိုလည်းကျမထုတ်ဖို့ပြင်ဆင်လိုက်ပါတယ်အုံသီးဆန်လေးနဲ့ကတော့အလိုက်ဖက်ဆုံးပေါ့ရှင်ကျမကတော့အမုန်းဆွဲပြီးအစုံထိချိပေးလို့ကျေးဇူးပါ